တင်းစရာကြီးဘာမှလည်းလုံးစရာမရှိဘူးအော်ငါTikTok မှာကြည့်ထားတာ blind mouth ဖောက်တဲ့ဟာလေးတွေအဲ့ blind mouth ကအရင်မိုက်တယ်အဲ့ဒါငါတော့ဝင်ကောင်းမလားလို့လမ်းထိပ်မှာတော့ရောင်းနေရအဲ့ဆိုတော့ဝင်လိုက်အဲ့ဆိုပတ်စံထုတ်လိုက်အောင်မင်းဘလောက်လဲမသိဘူးလိုပူပူပေါ့နော်တစ်ထောင်2500ယူရလိုက်မယ်ကြည့်ဒီမှာပါကြည့်အဲ့တော့ဝင်မယ်ရောက်တော့မယ်နော်အော်ဒီမှာဟဲ့အမ blind mouth ကတစ်ခုပဲရှိရလားဟုတ်တယ် blind mouth ကအဲ့တစ်ခုပဲရှိတော့တာအော်အဲ့ဆိုရင်ဟိုဟာဒီဟာလေးတစ်ခုပဲတော့ဒါဘယ်လောက်လဲ2000ပါအဲ့ဒါ2000နော်အော်ဟုတ်ကဲ့2000နော်ဟုတ်ကတိနော်2000ဆို900ပို့ပါမယ်ရပါအမအော်အေးအမချလိုက်နော်အေးပြီးယူရလိုက်တော့နော်အဲ့ဆိုယူရလိုက်တော့မယ်နော်ဒီမှာ900ပို့တယ်ဒါဆိုတော့မယ်ကဲတော့မယ်ကဲအရင်ရောက်ပြီဆိုတော့900ပို့တာပြန်သိမ်းထားလိုက်မယ်ကဲအဲ့ဆိုရင်ဘိုင်းပေါက်လေးဖောက်ပါမယ်အားလုံးလိုက်ကြည့်ပြကြပါဦးဘာလေးလို့ကျင်လေးဆိုတော့ဒါ animal blind box ဆိုတော့လေ animal blind box ဆိုတော့ဒီဘာလေးလို့ကျင်လေးဆိုတော့ကဝဝင်လေးရေယုံလေးရေ secret လို့ကျင်ပါတယ်နော်ကဲအဲ့ဆိုဖောက်မယ်ကဲဒါဆိုဖောက်ပါမယ်ရှင်ကဲအားလုံးလိုက်ကြည့်ပြကြပါဦးချစ်စရာလေးတော့ blind box လေးကဲဖောက်လိုက်ပါမယ်လေးတွေတော့ကတ်မပါဘူးကတ်မပါအဲ့လေးနဲ့လူချင်းလေးပေါက်ပါပြီနော်ပြရတော့ပြပြမမှာပြလိုလေးကဲဖောက်မယ်နော်ဘာဖြစ်မလဲကဲလူချင်းလေးရပါပြီကဲဘာတော့ဖောက်ပြီနော်ဟဲ့ကြောင်လေးပေါက်သွားတာဆရာလေးပေါင်းလေးကိုင်းလို့ရန်ကောင်းတယ်မြင်ရလားမသိဘူးဒီမှာအဖက်ပြောင်းပြရထားတယ်နော်ဒီမှာပါဆရာလေးကိုင်းလို့ကောင်းနေရဤနေကဲအဲ့တော့အလုံးဖိမှာလိုက်ပြီးသွားပါတဒါဘိုင်